학교에 다니는 꼬마도 부럽고 꼬마의 숙제를 살피는 엄마도 부러운 12살 소녀. လူပြောမယ်လို့သူကចောင်းသွားစေရှင်တယ်အဲ့တော့သူကမေကလက်ထောက်မရှိဘူးပေါ့လက်ထောက်မရှိဘူးဆိုတော့သူကចောင်းသွားစေရှင်တယ်သူကအိမ်မှာလည်းသူကပစ္စည်းဝင်ငွေမရှိဘူးလေဝင်ငွေမရှိတော့သူကအဲ့ဒါနဲ့ចောင်းမသွားဖြစ်ပဲနဲ့သူကတည်းရောင်းဖြစ်တယ်ပေါ့ဒီရောင်းဖြစ်တော့သူကចောင်းသွားရှင်တယ်လည်းမသွားရဘူးပေါ့အဲ့ဒါနဲ့အဖေမေမှာသူကလက်ထောက်တဲ့ပုံမျိုးပေါ့အဲ့ဒါနဲ့သူကူညီနေရတယ်ပေါ့သမီးအနေနဲ့တော့သူ့ကိုចောင်းသွားစေရှင်တယ်ဘာလို့ဆိုရင်သူကចောင်းသားနေစေရှင်လေဘာလို့ဆိုငယ်လေးသူများနေသွားနေတဲ့အချိန်မှာသူကအားငယ်လေးမှာအကြောင်းចောင်းသွားစေရှင်တယ် 집안 형편이 어려워 학교에 가지 못한다는 산산루. 하지만 그보다 더 놀라운 사실이 하나 더 있습니다. ဆန်းဆန်းကငယ်တယောက်ရှိသေးတယ်သူညီမလေးညီမတော့2ယောက်ပဲရှိတယ်အဲ့ဒီတယောက်ကိုသူကចောင်းစိမ်းចောင်းဖြူနေဝယ်ပေးလိုက်တယ်ပေါ့အဲ့လိုအဝတ်စားတွေဝယ်ပေးလိုက်တယ်အဲ့ဒါသူမနေရဘူးပေါ့သူ့အမေကသူ့ကိုသူကနေရှင်ရဲနဲ့သူ့အမေကလက်မခံပေါ့အဲ့လိုပြောရလေနေလို့မရလို့ပြောအမှန်မှန်ဆိုသူကအခွာ9တန်းနဲ့ထွက်တော့တယ်ဆိုရင်အဲ့ဒီ6လပဲတော့အကြောင်းခွင့်ရှိန်လေအဲ့ဒါဆိုတော့ထားပြီးလို့ကြည့်နေလို့ရတယ်အဲ့သူ့အမေကတော့မထားပြီးပေါ့မပြောဘဲနဲ့သူကသူ့တမီးမှာလိန်ထားပေါ့အဲ့လိုမရဘူးပေါ့မလက်ခံတော့ပေါ့အဲ့လိုတဘောမျိုးအဲ့ဒါကြောင့်သူနေလို့မရဘူး 난 지금 이해가 안 가는 게 아빠가 산산로 학교 가라고 만잣을 줬는데 엄마가 안 보낸 거잖아요. 그럼 아빠는 가만히 있었어요? အဖေကအခုကတော့သူကအဲ့ဒီတော့အိမ်ထောင်ကွဲနေပေါ့နော်အခုကတော့ပြန်ပေါင်းသွားပြီပြန်ပေါင်းပြီးတဲ့အချိန်မှာတော့ကျောင်းကတလားတော့နောက်ကျနေတယ်အဲ့ဒါကြောင့်သွားမနေရဘူးလေသူကသူ့အမေကသွားမထားဘူးလေအဲ့လိုသူ့အဖေကတော့လည်းနေစီရှင်ပေါ့နော်သူကသူ့အဖေမှပဲတောင်းဆိုတယ်သူ့အမေကမသွားတော့မနေရဘူးပေါ့သူ့အမေသွားမှပဲရလေကြောက် 아, 환자가 건네, 씨. 힘들지? 저희는 한국에서 온 마술사예요. 그리고 저는 가족들과 서로의 이름을 이야기하며 인사를 나눕니다. 네, 그렇습니다. 엄마는 먼 길을 온 두 사람을 위해 음식을 준비합니다. 생각했던 것보다는 먹는 것도 살림살이도 궁색하지는 않은 집. 마술사들은 궁금한 것이 많습니다. 동생은 학교를 다닌다고 했는데 왜 산산두는 학교를 지금 못 다니고 있는 거예요? 아니 말이더네 아뮤 시바이더네 자대 보면 에 서비스에서 자라 두로래 자래 패널인데 자로 자래면 타비네 우리 해마고 사보니 이네 자대 보면 자로 덤요이 피마 보 덤요이 보 또야 비로 세 안게 보 시바이레 시스템에 비베가 두발레 아미는 꾸레 꾸비보 자로 아미တရားတဲ့ချားနေရလေအဲကြောင့်လို့သူကအမေတနာလို့ဆိုပြီးလေကူမရောင်ပေးတာစီ